ဒီချက်ကို comment ထဲမှာ go too far ဆိုတဲ့အဓိပ္ပာယ်လေးကိုမေးထားကြတယ်ပေါ့နော်။ သူကဒီနေရာမှာ idiom အနေနဲ့အသုံးထားတာပေါ့နော်။အဝေးကိုသွားတယ်လို့ပြောတာတော့မဟုတ်ဘူးပေါ့နော်။သူကဒီမှာကြတော့ you do something excessively, you cross a limit, you cross a line ပြီးလို့ရှိရင် behaving beyond what is acceptable ဒီလိုမျိုးပေါ့နော်။မြန်မာလိုရှင်းရှင်းလင်းလင်းပြောရလို့ရှိရင်မင်းစီးကြော်နေပြီမင်းတရားလွန်နေပေါင်ကျော်နေပြီဒါမျိုးတွေပေါ့နော်ပြီးရင်တီးခန့်နိုင်တာထက်ခန့်နိုင်တဲ့အတိုင်းအတာထက်ကျော်နေပြီဒါမျိုးတွေပြောချင်လို့ရှိရင် go too far ဆိုတဲ့ idiom လေးကိုသုံးပြီးတော့ပြောလို့ရပါတယ် okay အဲ့ဒါဆိုရင် example လေးတွေကိုတူတူလိုက်ကြည့်လိုက်ရအောင်ပထမတစ်ကြောင်းက you can tease your friend but don't go too far မင်းတငယ်ချင်းကိုစနောက်လို့ရတယ်ဒါပေမဲ့အယမ်းမလွန်စေနဲ့နောက်တစ်ခုကိုတူတူကြည့်လိုက်ရအောင်He joked about his family, but he went too far. သူမိသားစုကြောင့်နောက်ပြောင်ခဲ့တယ်ဒါပေမဲ့သူအရန်တရားလွန်တယ်ဒါမျိုးပေါ့နော်အဲ့တော့ချယ်တို့ကဒါကိုတစ်ခုခုအတိုင်းတာသီးခံနိုင်တဲ့အတိုင်းတာတက်လွန်သွားတယ်စာမျိုးတွေကိုသုံးချင်လို့ရှိရင်ချယ်တို့က go too far ကိုသုံးပြီးတော့ပြောပါတယ်ဒါလေးကကြိုးရှိရဆိုရင် comment မှာ yes လို့မှတ်ခဲ့ပြီနော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye